ဘယင်းကသမီးတော်ရဲ့လက်မှာအလွန်ထူးဆန်းတဲ့လက်ကောက်သုံးကွင်းဝတ်ပေးလိုက်တဲ့လက်ကောက်တွေကချက်ချင်းပဲမင်းသမီးလေးရဲ့လက်ကိုတင်းကျပ်စွာရစ်ပတ်လိုက်တယ်မင်းသမီးလေးကအတင်းပြန်ချွတ်ဖို့စူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူးနာကျင်မှုကအရန်ပြင်းထန်လို့မင်းသမီးလေးဟာဒူးထောက်လဲကျသွားတဲ့ထို့နောက်မိဖုရားကအလန့်တကြားပြေးလာပြီးလက်ကောက်တွေကိုချွတ်ဖို့စူးစမ်းနေရင်မရတော့ပါဘူးမင်းသမီးရဲ့မျက်လုံးတွေကတဖြည်းဖြည်းအနီရောင်ပြောင်းသွားပြီးအယောင်တွေကိုလည်းမမြင်နိုင်တော့ပါဘူးဒါကြောင့်မင်းသမီးရဲ့ပတ်ဝန်းကျင်ကအရာအလုံးဟာသူမအတွက်တော့အဖြူမဲဖြစ်သွားခဲ့တယ်ဘယင်းကဓာတ်တစ်ချောင်းကိုမြင်ဆွဲယူပြီးလက်ကောက်တွေကိုဖျက်ဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့မင်းသမီးလေးရဲ့မျက်လုံးထဲမှာတော့ကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးတစ်ကောင်ဖြစ်မြင်နေရပါတယ်မင်းသမီးကအရန်ကြောက်လုံးတာကြောင့်ချက်ချင်းပဲမေးလဲသွားခဲ့တယ်ပြီးတော့ဘယင်းကြီးကမော်ဆရာတယောက်ကိုခေါ်လိုက်တယ်မော်ဆရာကလက်ကောက်သုံးကွင်းဟာရှေးဟောင်းကျိန်စာတစ်ခုတစ်နေတယ်လို့ပြောတယ်အဲ့ဒါကိုချိုးဖျက်ဖို့တခုတည်းသောနေလန်းကသူမရဲ့စစ်မှန်တဲ့ချာသူဟာဖေးလီသုံးခုလုံးကိုမှန်ကန်စွာဖြေဆိုနိုင်ရမှာဖြစ်တယ်ဒါပေမဲ့အဖြေတစ်ခုမှားတာနဲ့အဲ့ဒီလူချက်ချင်းတော့သွားမှာပါအဲ့ဒီနေ့ကစားပြီးဘယင်းကမင်းသမီးလေးအတွက်နှစ်စဉ်သူတို့သားရွေးချယ်ပွဲကျင်းပပေမဲ့ဘယ်သူမှမအောင်မြင်ခဲ့ပါဘူးဒီနေ့မှာလူငယ်လေးတယောက်ပြိုင်ပွဲကိုရောက်လာပြီးပထမဆုံးဗဟေလီကိုမှန်ကန်စွာဖြေဆိုနိုင်ခဲ့တယ်ထို့နောက်လက်ကောက်တကွင်းဟာချက်ချင်းပဲအပိုင်းပိုင်းကွဲသွားခဲ့တယ်